J. Paul Getty ဆိုတာအမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။သူတည်ဆုံးတဲ့အချိန်အထိကမ္ဘာပေါ်မှာအချမ်းသာဆုံးလူသားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်တညမှာ J. Paul Getty ကသူ့တငယ်ချင်း၃ယောက်ကိုညစာစားဖို့ခေါ်ခဲ့ပါတယ်။စားတောက်ဆိုင်နာမည်က Caprice ပါ။စားတောက်ဆိုင်ကိုရောက်သွားတဲ့အချိန် Getty ကအထဲမဝင်ခင်နည်းနည်းလမ်းလျှောက်ကြရအောင်လို့ပြောလိုက်ပါတယ်။ဒါနဲ့တငယ်ချင်းတစ်ယောက်ကဗိုက်စာနေပြီဗျာ။လမ်းလျှောက်နေနေတော့သူပြန်ပြောပါတယ်။ Getty ပြန်ပြောတာလမ်းလျှောက်ရအောင်ဘာကြောင့်လဲဆိုတော့အခု10နာရီမထိုးသေးဘူးဒီစားတောက်ဆိုင်မှာ10နာရီမထိုးခင်လူတစ်ယောက်ကို10ရှီလင်ကောက်တယ်10နာရီကျော်ရင်မကောက်တော့ဘူးကျုပ်ကတော့15မိနစ်အတွက်တပေါင်းမဖြုံးချင်ဘူးဗျာဒီလိုပြောတဲ့အချိန်မှာ तू ကဘာပေါ်မှာအချမ်းသာဆုံးလူတွေတည်းကတယောက်ဖြစ်နေပါပြီမိတ်ဆွေတို့ဒီနေ့ခေတ်မှာလူတိုင်းကပတ်စံဘယ်လိုရှာရမလဲဆိုတာကိုသိကျင်ကြပါတယ်ဒါပေမဲ့လက်တွေ့ဘဝမှာတော့ပတ်စံကိုဘယ်လိုသုံးရမလဲဆိုတာကိုသိရသူကတသန်းမှာတစ်ယောက်ပဲရှိပါတယ်ပတ်စံကိုတုံးတဲ့နီးမသိရင်ပတ်စံရှာရနီး1000လေးလာထားလဲအကျိုးမရှိပါဘူး။ဘာကြောင့်လဲဆိုတော့တင်ရီထဲတဲ့ဘုံမှာအပေါက်တွေရှိနေသမျှအပေါ်ကနေရေဘလောက်ပဲထဲဘုံကတော့ဘယ်တော့မှမပြည့်နိုင်လို့ပါ။ဒီနေ့ဗီဒီယိုမှာတော့ပတ်စံကိုဘယ်လိုသုံးရမလဲ။ဘယ်အချိန်မှငွေချေးယူတာကောင်းလဲ။ဘယ်လိုအကျဉ်းစိုးတွေကိုစွန့်လွတ်လိုက်ုံနဲ့တန်းကြွတဲ့ဖြစ်နိုင်လဲ။ကားကိုဝယ်မယ်ဆိုရင်ဝင်ငွေအပေါ်မူတည်ပြီးဘယ်လိုရွေးရမလဲ။ဒီလိုအသေးဖွဲပင်မဲ့အရန်အရေးကြီးရဲ့ငွေနဲ့ပတ်သက်တဲ့အချက်တွေကိုပြောပြသွားမှာပါမိတ်ဆွေတို့ရေငွေနဲ့ပတ်သက်ပြီးကျွန်တော်ပေးခြင်းတဲ့ပထမဆုံးသင်ခန်းစာကိုအမြဲမှတ်ထားပါ Always calculate before spending အမြဲတမ်းချိန်ဝင်နဲ့ချိန်ပြီးမှသုံးပါငွေကြောင့်ချမ်းသာသွားတာဆင်းရဲသွားတာဟာငွေရှာကြောင့်မဟုတ်ဘူးငွေသုံးတဲ့နည်းကြောင့်ပဲဖြစ်ပါတယ်အခုငွေကိုသုံးဖို့အရန်ကောင်းတဲ့နည်းတစ်ခုကိုပြောပြပါမယ်တင်တစ်ခုကိုဝယ်ခြင်းတယ်လို့ခံစားလာတဲ့အချိန်မှာဥပမာ9000ကျပ်တန်တဲ့ပစ္စည်းတစ်ခုဝယ်ခြင်းတယ်ဆိုပါစို့အရင်ဆုံးချိန်ဝင်ချိန်မှာဘာလို့ချိန်ရမှာလဲဆိုတော့တင်လာစဉ်ဝင်ငွေက9000ကျပ်ဆိုပါစို့ဒီနေ့ကို8နာရီတစ်လကို26ရက်အလုပ်လုပ်တယ်ပိတ်ရက်4ရက်ဖယ်လိုက်ရင်တစ်လမှာစုစုပေါင်းနိုင်200လောက်အလုပ်လုပ်ပါတယ်ဒါဆိုရင်တစ်နာရီဝင်ငွေက2500ကျပ်လောက်ဖြစ်ပါတယ်အခုစဉ်းစားကြည့်ပါဒီ9000နဲ့ပစ္စည်းကိုဝယ်ဖို့တင်းပေါ်ဟာတွေကနိုင်20ကိုအလုပ်ကြိုးစားခဲ့ရပါတယ်အခုချိန်ဝင်ကိုပြန်ချိန်ပါနိုင်20အလုပ်လုပ်ပြီးမှရတဲ့ငွေကိုဒီပစ္စည်းအတွက်သုံးသင့်တယ်လို့ခံစားရရင်ဝယ်လိုက်ပါမဟုတ်ဘူးဆိုရင်တော့ချက်ချင်းဆွန့်လွတ်လိုက်ပါဒီနည်းကိုအသုံးချရင်မလိုအပ်တဲ့ပစ္စည်းတွေဝယ်မိတာကိုအံ့ဩစရာကောင်းအောင်ကာကွယ်နိုင်ပါလိမ့်မယ်အခုဒုတိယသင်ခန်းစာကိုမှတ်ထားပါဒါကအရန်လွယ်ကူပေမဲ့ငွေချမ်းသာအောင်ကူညီပေးနိုင်တဲ့နည်းလမ်းတစ်ခုပါအဲ့ဒါကတော့ how to plan your monthly household purchases လစဉ်အိမ်သုံးပစ္စည်းတွေကိုဘယ်လိုဝယ်မလဲဆိုတာပါလူလက်တန်းသားမိသားစုတွေလုံးမိတဲ့အမှားကြီးကဈေးသွားပြီးမှကြည်ရင်ဝယ်တာပါဒီလိုအမှားကိုနောက်တစ်ခါမလုပ်ပါနဲ့ဈေးသွားဝယ်မယ်ဆိုရင်အိမ်မှာလိုအပ်တဲ့ပစ္စည်းတွေကိုအရင်ဆုံးစာရင်းရေးထားပါဒါဆိုရင်ရေးထားတဲ့ပစ္စည်းတွေကိုပဲဝယ်မယ်မလိုအပ်တာတွေကိုမဝယ်မိတော့ဖြစ်နိုင်ရင်ဈေးကိုတယောက်တည်းသွားပါမိန်းမကလေးတွေနဲ့သွားရင်မလိုအပ်တဲ့ပစ္စည်းတွေအများကြီးကိုဝယ်လာရတတ်ပါတယ်မိန်းမဒါလည်းဝယ်လိုက်ရအောင်လို့ပြောမယ်ကလေးတွေကဖေဖေကအကောင်းဆုံးလို့ပြောပြီးမလိုတဲ့ပစ္စည်း2ခုလောက်ထပ်ဝယ်ခိုင်းမယ်ဈေးဝယ်သွားတဲ့အချိန်ကိုလည်းတတ်မှတ်ထားပါတနာရီတွင်းပြီးအောင်ဝယ်မယ်ဆိုတာမျိုးပေါ့အချိန်နည်းရင်ဝယ်တာလည်းနည်းပါတယ်အချိန်အများကြီးရှောက်နေရင်မလိုအပ်တာတွေပိုဝယ်မိပါတယ်ဖြစ်နိုင်ရင်ဗိုက်စားတဲ့အချိန်ဈေးမသွားပါနဲ့မဟုတ်ရင်ဟယ်ဒရမ်ဆိုင်ကနံများတစ်ခုကို1000ကျပ်နဲ့ယူသွားပါလိမ့်မယ်နောက်ဆုံးတစ်ချက်ဖြစ်နိုင်ရင်လစာရတဲ့တရက်နေ့မှာမသွားပါနဲ့25ဝန်းကျင်မှာသွားပါဘာကြောင့်လဲဆိုတော့တရက်နေ့ဆိုရင်ပတ်စံကကိုယ့်အိတ်ထဲကနေကိုယ်တိုင်ခုံထွက်ချင်နေလို့ပါကျွန်တော်နားလည်လာတဲ့အရာတစ်ခုကတော့တင့်မှာ100ကျပ်ပဲရှိဒါမှမဟုတ်တက္ကရီပဲရှိပတ်စံကိုဘယ်လိုသုံးရမလဲမသိဘူးသုံးတဲ့နီးမမှန်ဘူးဆိုရင်မကြခင်မှာလုံးဝငွေပြတ်လတ်သွားနိုင်ပါတယ်ဒီကဘာပေါ်မှာကိုယ်ပိုင်လေရင်တော့ဝယ်နိုင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့သူတို့က economy class ရိုးတန်းတန်းနဲ့ပဲခီးသွားနေတတ်ကြပါတယ်ဒါပေမဲ့အရာ3ခုမှာတော့ဘယ်တော့မှကက်စီမကုတ်ရဘူးဆိုတာကိုသတိထားပါနံပါတ်1ကျန်းမာရေးနံပါတ်2ပညာရေးနံပါတ်3အစားအသောက်ဒီ3ခုမှာပတ်စံချွေတာလွန်းတဲ့လူကနောက်အနာဂတ်မှာအရှုံးကြီးခံစားရတတ်ပါတယ်ပတ်စံချွေတာဖို့ဆိုပြီးအစားအစာကိုပေါ့ပါပဲစားနေရင်နာမကျန်းဖြစ်နိုင်ပါတယ်နောက်ဆုံးတော့ချွေတာထားတဲ့ပတ်စံအကုန်လုံးဆေးရုံမှာတစ်ခါရဲသုံးရပါလိမ့်မယ်ပညာရေးမှာကက်စီနဲနေရင်ဘဝတစ်လျှောက်လုံးလူအားဖြစ်သွားတတ်ပါတယ်ဘာကြောင့်လဲဆိုတော့ပညာရေးကအကြီးမားဆုံးအရင်းအနှီးဖြစ်ပြီးတော့
အမြတ်အများဆုံးပြန်ပေးနိုင်တဲ့အရာပါနောက်ဆုံးတစ်ချက်ဈေးပေါ်လို့လျှော်ဈေးရှိလို့ဆိုပြီးတော့မလိုအပ်တဲ့ပစ္စည်းတွေကိုဘယ်တော့မှမဝယ်ပါနဲ့ဒါက trader တာမဟုတ်ပါဘူးဖြုံးတီးနေရပါမလိုအပ်တဲ့အရာတစ်ခုအတွက်တစ်ချက်ပေးရတာတောင်အရင်ဈေးကြီးရဆိုတာကိုအမြဲမှတ်ထားပါအခုငွေနဲ့ပတ်သက်ပြီးတော့တတိယအရေးကြီးဆုံးအချက်ကိုပြောပြပါမယ်အဲ့ဒါကတော့ plan your taxes efficiently အခွန်ကိုဘယ်လိုခြွေတာရမလဲဆိုတာကိုသင်ယူရပါမယ်ဒီအတွက် CA စီးရင်ဆိုင်ပညာရှင်ကသင်ကိုကူညီနိုင်ပါတယ်သင်ယုံကြည်ယုံမယုံကြည်နေပါအခွန်ဆိုတာကျွန်တော်တို့ဘဝမှာအကြီးဆုံးအသုံးစရိတ်ပါမဖြစ်မနေပေးရတဲ့အသုံးစရိတ်ပါ CA ကိုမေးပါဥပဒေအတွင်းကနေဘယ်လိုနည်းရည်နဲ့အခွန်ခြွေတာနိုင်လဲဆိုတာမျိုးပေါ့ဒါကအခွန်ရှောင်တာမဟုတ်ပါဘူးအခွန်စီမံခန့်ခွဲခြင်း tax planning မှာအစိုးရကိုယ်တိုင်ရတော့ဒီလိုလုပ်ဖို့အခွင့်အရေးပေးထားပါတယ်သင်အခွန်ကိုစနစ်တကျစီမံခန့်ခွဲလို့ရပါတယ်အခုငွေနဲ့ပတ်သက်ပြီးစတုတ္ထအရေးကြီးဆုံးအချက်ကိုပြောပြပါမယ် right time to purchase your first car ကားကိုဘယ်အချိန်စပြီးဝယ်တင်လဲဆိုတာပါလူအများစုကကားကိုဘယ်အချိန်ဝယ်ရမလဲဘလို့စီးမြင့်နဲ့ဝယ်ရမလဲဆိုတာကိုနားမလည်ကြပါဘူးကားဝယ်ပြီးမှဆင်းရဲသွားတဲ့လူတွေကျွန်တော်အများကြီးတွေ့ဘူးပါတယ်သူများဝယ်လိုက်ပြီဆိုရင်ငါကဘာလို့နောက်ကျကြံနေရမှာလဲဆိုပြီးတော့ချက်ချင်းဝယ်လိုက်ကြပါတယ်ကားဝယ်ဖို့စီးမြင့်တစ်ခုကိုပြောပြပါမယ်20 4 10စီးမြင့်မှာ20ဆိုတာကကားတန်ဖိုးရဲ့အနည်းဆုံး20ရာခိုင်နှုန်းကိုဒေါင်းပေးမှန်ပေးရမယ်ပို့ပေးနိုင်ပိုကောင်းပါတယ်ဒါပေမဲ့20ရာခိုင်နှုန်းထက်မနည်းရပါဘူးချင်းငွေနည်းစေဖို့ပါ4ဆိုတာကကားချင်းငွေကို4နှစ်ထက်မပိုအောင်ယူပါချင်းငွေပေးတဲ့သူက9နှစ် offer ပေးပါလိမ့်မယ်ဘယ်တော့မှမယူပါနဲ့အတိုးကတင့်ကိုနှစ်သွားအောင်လုပ်ပါလိမ့်မယ်30ဆိုတာကတင့်လစဉ် EMI ကတင့်လစဉ်ဝင်ငွေရဲ့30ရာခိုင်နှုန်းထက်ဘယ်တော့မှမပိုရပါဘူးဥပမာတင့်လစဉ်ဝင်ငွေက3သိန်းဆိုရင် EMI က1000ထက်မပိုရပါဘူးကားဝယ်ဖို့ဒုတိယစီးမြင့်ရတော့တင့်ကားတန်ဖိုးကတင့်နှစ်စဉ်ဝင်ငွေရဲ့90ရာခိုင်နှုန်းထက်ဘယ်တော့မှမပိုရပါဘူးဥပမာတင်းကတစ်နှစ်300ဝင်နေဆိုရင်300ထက်ပိုတဲ့ကားကိုဘလို့အကြောင်းကြောင့်ပဲဖြစ်ဖြစ်မဝယ်ရပါဘူးဒီစီးမင်းတွေကိုလိုက်နာပြီးတော့ကားဝယ်နိုင်တဲ့လူတစ်ယောက်ကဘယ်တော့မှငွေကြီးဆိုင်ရာပြဿနာမဖြစ်ပါဘူးအခုငွေနဲ့ပတ်သက်တဲ့ပြင်စမသင်ခန်းစာကိုလေ့လာရအောင်မိတ်ဆွေတို့ရေမကောင်းတဲ့အကျင့်ဆိုးတွေကိုစွန့်လွတ်ယုံနဲ့တန်းကျော်တဲ့ဖြစ်နိုင်ပါတယ်ဥပမာတင်းကဆက်လိုက်တောက်တယ်ဆိုပါစို့တနေ့ကို100ဟိုးပဲတောက်တယ်ဆိုရင်တော့ကျွန်တော်ပြောပြပါမယ်နှစ်40အတွင်းတင်းနှက်ကလေးကိုဆက်လိုက်အဖြစ်နဲ့တောက်ပြီးသားဖြစ်နေပါပြီဟုတ်ပါတယ်နှက်ကလေးပါကြားရတာထူးဆန်းပါလိမ့်မယ်ဒါပေမဲ့ရှင်းပြပါမယ်တနေ့100ဟိုးဆက်လိုက်တောက်တယ်ဆိုတာတနှစ်ကို4000ဟိုးဆက်လိုက်တောက်နေရပါဒီ4000ကိုနှစ်စဉ်ရင်းနှီးမြှုပ်နှံမယ်ဆိုရင် compounding အနေနဲ့နှစ်စဉ်အမြတ်30ရာခိုင်နှုန်းပဲရမယ်ဆိုပါစို့ဒါဆိုရင်နှစ်40ကြာရင်တင့်လက်ထဲမှာနှက်ကလေးကျော်ပတ်စံရလာနိုင်ပါတယ်မိတ်ဆွေတို့မယုံနိုင်လောက်အောင်ဖြစ်နေပါလိမ့်မယ်မကောင်းတဲ့အကျင့်ဆိုးတစ်ခုကိုစွန့်လွတ်လိုက်ယုံနဲ့စုဆောင်းထားနိုင်ခဲ့တာပါဒါကိုတရက်ရက်ကိုလည်းရတရက်သီးကိုလည်းရလို့ခေါ်ပါတယ်ဆက်လိတ်မတောက်တော့ကျမ်းမာရေးလည်းကောင်းမယ်နှစ်40အတွင်းနှက်ကလေးလည်းရမယ်တန်းကျော်သတိဖြစ်ဖို့ဒီထက်လွယ်နေရှိပါအောင်လားဒါကြောင့်ညီကိုတို့ရေဆက်လိတ်ဖြတ်လိုက်ယုံနဲ့တန်းကျော်သတိဖြစ်နိုင်ပါတယ်ဒီထက်လွယ်တာဘာရှိသေးလဲဒီအကြောင်းကိုဆက်မပြောခင်အခုလိုတန်ဖိုးရှိတဲ့ငွေကြေးဆိုင်ရာဘုဒ္ဓတာတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ The Money Power မြန်မာ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ဒါဆိုရင်ဆက်ပြောလိုက်အောင်အခုငွေနဲ့ပတ်သက်ပြီးတော့ဆက်ထမမြောက်သင်ခန်းစာကိုပြောပြပါမယ်အဲ့ဒါကတော့ rule of thumb ချင်းငွေစည်းမျဉ်းပါဒါအောင်မဖြစ်မနေနားလည်ရပါမယ်ကောင်းတဲ့ချင်းငွေနဲ့မကောင်းတဲ့ချင်းငွေဆိုပြီးတော့ကွာခြားမှုရှိပါတယ်ချမ်းသာသူနဲ့ဆင်းရဲသူကွာခြားသွားတဲ့အကြီးမားဆုံးအကြောင်းရင်းဟာဒီနေရာပဲစတင်ပါတယ်ချမ်းသာသူကဒီနေ့ရဲ့ပတ်စံကိုမနှက်ဖြန်အတွက်စုတယ်ဆင်းရဲသူကမနှက်ဖြန်အတွက်ပတ်စံကိုဒီနေ့သုံးတယ်ဆက်လိပ်ဘူးပေါ်မှာဆက်လိပ်တောက်ရှင်းသည်ကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေပါသည်လို့ရေးထားသလိုပါပဲချင်းငွေကြော်ညာတိုင်းရဲ့အောက်မှာချင်းငွေသည်တင့်ဘန်နာရေးကျမ်းမာရေးကိုဆိုးရွားစွာထိခိုက်စေသည်လို့ရေးထားတဲ့ပါတယ်အဆိုးဆုံးချင်းငွေကတော့ credit card ချင်းငွေပါဒီနေ့ခေတ်မှာ credit card ကအန်ရည်အကြီးဆုံးအရာပါအမြဲမှတ်ထားပါလက်ငင်းငွေနဲ့မဝယ်နိုင်တဲ့အရာကိုအကျွေးနဲ့ဘယ်တော့မှမဝယ်ပါနဲ့အခုဝယ်နောက်မှပေးဆိုတဲ့စနစ်ကလူတွေကိုဖျက်ဆီးပြီးသားပါလူအများစုချင်းငွေတွေကြားရောက်သွားတာအနာဂတ်ကိုမမြင်မဲလက်ရှိကိုပဲကြည့်လို့ပါဒီနေ့ခေတ်လူတွေရဲ့အတွေးကဘယ်လိုလဲဆိုတော့စားတောက်ပျော်အောင်နေမနှက်ဖြန်ကိုဘယ်သူသိနိုင်မှာလဲဒါပေမဲ့မိတ်ဆွေတွေမနှက်ဖြန်ဆိုတာအမြဲတမ်းရောက်လာပါတယ်နောက်ပြီးဒီလိုအတွေးရှိတဲ့လူတွေကအရန်အန်နေများပါတယ်ချင်းငွေနဲ့ပတ်သက်ပြီးအရန်လွယ်ကူတဲ့စီးမြင့်တစ်ခုပြောပြပါမယ်အချိန်ကြာတာနဲ့တန်ဖိုးရောကျသွားတဲ့အရာအတွက်ဘယ်တော့မှအတိုးမပေးပါနဲ့အတိတ်ပဲက
အိမ်ဆောက်ဖို့ချင်းငွေယူတာအဆင်ပြေပါတယ်ဒါပေမဲ့မင်္ဂလာဝတ်စုံဝယ်ဖို့လက်ထပ်ပွဲအတွက်နဲ့ဘယ်တော့မှချင်းငွေမယူသင့်ပါဘူးချင်းငွေထဲမှာကောင်းတဲ့ချင်းငွေလည်းရှိပါတယ်ဥပမာပြောရမယ်ဆိုရင်မနေ့ကတင်အိမ်ဆောက်ဖို့10သိန်းချင်းငွေယူလိုက်တယ်ဆိုပါစို့အခန်း3ခန်းအစားအခန်း4ခန်းဆောက်လိုက်နိုင်ပါတယ်အဲ့အခန်းတွေကိုတစ်လ1000ခွဲနဲ့ငှားလိုက်တယ်ဒါဆို10သိန်းအပေါ်တစ်နှစ်အတိုး800ခိုင်နှုန်းဆိုရင်အတိုးက8000ကျပ်ဖြစ်ပါတယ်ဒါပေမဲ့တစ်လမှာ1000ခွဲကျပ်အငှားရတယ်ဆိုတော့တစ်နှစ်ဝင်ငွေက18သိန်းကျပ်ဖြစ်ပါတယ်အတိုးပေးပြီးသွားရင်တော့မှတစ်နှစ်3သိန်းချမ်းသာနေရဆိုတဲ့အဓိပ္ပာယ်ပါဒါကကောင်းတဲ့ချင်းငွေပါဒီလိုချင်းငွေမျိုးကိုမဖြစ်မနေယူသင့်ပါတယ်ဒါပေမဲ့မကောင်းတဲ့ချင်းငွေကတော့အရှုံးပဲဖြစ်ပါတယ်ခရီးသွားဖို့ချင်းငွေယူမလားစင်ကာပူသွားမလားချင်းငွေယူလိုက်လေဆိုတာမျိုးလူတင်ကြီးခံကျင်လို့သူ့မှာကားရှိရယ်ငါလဲဝယ်မယ်ဆိုပြီးတော့ချင်းငွေယူတာမျိုးပျော်ပွဲစားအပန်းဖြေဖို့ချင်းငွေယူတာမျိုးဒါတွေကအရန်ဆိုးပါတယ်ဘာကြောင့်လဲဆိုတော့တင့်အနာကဝင်ငွေကိုဒီနေ့အတွက်ချုံနှောင်နေတာပါကိုဘန်နာရေးတင်းချိုင်းကိုကိုယ်တိုင်တူးနေတာနဲ့တူပါတယ်ဒီလိုဘယ်တော့မှမလုပ်ပါနဲ့အခုနောက်ဆုံးအနေနဲ့ငွေနဲ့ပတ်သက်ပြီးအရေးကြီးဆုံး9ခုမြောက်နီးလန်းကိုပြောပြပေးပါမယ်အရန်အရေးကြီးပါတယ် Stop Flandin ကြွားဝါတာကိုရပ်လိုက်ပါကျွန်တော်လက်အုပ်ချီပြီးတောင်းဆိုပါတယ် Will Rogers ကဒီလိုပြောခဲ့ပူပါတယ်လူအများကြီးကကိုယ်တိုင်တော့မလိုချင်တဲ့အရာတွေကိုကိုယ်ဝင်ငွေနဲ့ဝယ်တတ်ကြတယ်ပြီးတော့ဒါကကိုမကြိုက်တဲ့လူတွေကိုအံ့ဩအောင်လို့လုပ်ဖို့တတ်ပဲလူဆိုတာအမြဲကြွားပါခြင်းကြတဲ့သဘောရှိပါတယ်ကိုယ်ခန္ဓာကိုယ်နဲ့ကြွားမယ်ကားနဲ့ကြွားမယ်အိမ်နဲ့ကြွားမယ်အောင်မြင်မှုနဲ့ကြွားပါမယ်ပိုင်ဆိုင်မှုနဲ့ကြွားပါမယ်အခွင့်အရေးရတာနဲ့ကြွားပါခြင်းကြပါတယ်ကြွားပါပြခြင်းတဲ့သဘောကလူရဲ့ DNA ထဲမှာတော့ပါနေပါတယ်တင်းစိတ်ထဲမှာဖိနှိပ်ထားတဲ့လူဝင်တွေအများကြီးရှိပါတယ်ကြွားခြင်းတဲ့စိတ်ရင်းတစ်ခုကစိတ်ထဲမှာအလုံးစုံပြည့်နေပါတယ်ပတ်စံရလာတဲ့စိတ်ထိန်းထားတဲ့ကြိုးပြတ်သွားပါတယ်ပြီးတော့အလွန်ထူးထူးဆန်းဆန်းအရာတွေဝယ်ဖို့စဉ်းစားလာပါတယ်တဲ့မှသာသတိထားမိလားကျွန်တော်ပြောပြမယ်ရစာတိုးလာတာနဲ့ဒါမှမဟုတ်တဏှာကနေမမျှော်လင့်မဲ့ပတ်စံရလာတာနဲ့ချက်ချင်းနေထိုင်မှုပုံစံပြောင်းကျင်လာတတ်ကြပါတယ်ဖုန်းသစ်ဝယ်ရမလားဖုန်းကဟောင်းနေပြီဆိုဖာလည်းဟောင်းနေပြီဆူရှေးအိမ်မှာတက်ထားသလို AC တစ်လုံးဝယ်ရအောင်ပတ်စံရလာတာနဲ့ကြွားဝါခြင်းစိတ်စတင်လာပါတယ်ဘာကြောင့်ပတ်စံနဲ့အဲ့လောက်ရန်ဖြစ်နေရတာလဲပတ်စံရလာတာနဲ့ကိုယ်စီကနေအမြန်ဆုံးထွက်သွားအောင်လုပ်နေရတာလဲမှတ်ထားပါချမ်းသာသူတွေကဆင်းရဲသူတွေလိုမျိုးလူတွေကိုအံ့ဩအောင်လုပ်ဖို့မကြိုးစားကြပါဘူးဘာကြောင့်လဲဆိုတော့ချမ်းသာသူတွေကကိုချမ်းသာရဲဆိုတာကိုတတ်သိပြကြမလို့ပါဘူးဒါပေမဲ့ဆင်းရဲသူတွေကတော့ဘဝရဲ့တဝက်ကိုငါချမ်းသာရဲလို့တတ်သိပြဖို့ဖြုံးတီးကြပါတယ်ဒါကြောင့်သင်ဘဝမှာဘသူ့ကိုမှအံ့ဩအောင်လုပ်ဖို့ဘယ်ရာမှမဝယ်ပါနဲ့နောက်ပြီးရုတ်တရက်ပတ်စံအများကြီးရလာရင်အရန်တတိထားပါမြေတကွက်ရောင်းလိုက်တာကြောင့်အများကြီးရလာမလားရှယ်ယာရောင်းပြီးပတ်စံကောင်းကောင်းရလာမလားအဲ့ကြရင်ချက်ချင်း Scorpio ကားမဝယ်ပါနဲ့အဲ့ဒီပတ်စံကိုအနည်းဆုံး3လ4လလောက် FD ထဲထည့်ထားပါပြီးတော့အဲ့ဒီပတ်စံကိုလှည့်အောင်မကြည့်ပါနဲ့ဘာကြောင့်လဲဆိုတော့အတွေ့အကြုံကပြောထားတာပါရုတ်တရက်ပတ်စံရလာရင်လူစိတ်ကစူတက်လာပါတယ်ဖိနှိပ်ထားတဲ့လူဝင်တွေတခါတည်းခုန်ထွက်လာပါတယ်ကိစ္စတိုင်းရဲ့95ရာခိုင်နှုန်းမှာလူတွေရုတ်တရက်ရလာတဲ့ပတ်စံဟာ3နှစ်အတွင်းပျောက်သွားပြီးတော့အရင်ထက်တောင်ပိုဆိုးတဲ့အခြေအနေကိုရောက်သွားတတ်ကြပါတယ်ဒါဆိုရင်မိတ်ဆွေတို့အနေနဲ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့စီးမြင့်9ခုကိုလိုက်နာပြီးတော့အကြိုက်ဆုံးတစ်ခုကို comment ရေးပေးခဲ့ပါဒီဗီဒီယိုကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့ Money Power မြန်မာ channel လေးကို like and subscribe လုပ်ပေးသွားခဲ့ကြပါအောင်နောက်တစ်ချိန်ပြန်လည်တွေ့ဆုံကြပါမယ်